အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့ဒီ channel ကနေငလင်လှုပ်ရင်ဘာကြောင့်ခေါင်းမူဝေရတာလဲသက်တာအောင်ဘယ်လိုလုပ်ရမလဲဆိုတာရယ်ပြီးတော့ငလင်လှုပ်ပြီဆိုတာနဲ့ဘာတေကာကွယ်ဆောင်ရွက်ရမယ်ဆိုတာကိုလူကြီးမင်းတို့ဗဟုသုတရစေဖို့တင်ဆက်ပေးပါမယ်မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ခေါင်းမူဝေမှုဖြစ်ခဲ့တဲ့သူတွေတော်တော်များပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဒီ channel ကနေဗဟုသုတရစေဖို့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်လူကြီးမင်းတို့အတွက်အကျိုးရှိရဆိုရင်တော့ channel လေးကို subscribe လုပ်ပေးသွားဖို့မမေ့နဲ့နော်ငလင်ကြောင့်ခေါင်းမူဝေရတဲ့အကြောင်းရင်းများနံပါတ်1အာယုံကြောစနစ်အပေါ်တက်ရောက်မှုငလင်လှုပ်ခြင်းကြောင့်ခန္ဓာကိုယ်ရဲ့ဟန်ချက်ထိန်းစနစ် vestibular system နဲ့အာယုံကြောများယာယီဖောက်ပြန်မှုဖြစ်နိုင်ပါတယ်ဒီစနစ်တွေဟာလှုပ်ရှားမှုနဲ့ဟန်ချက်ကိုထိန်းညှိပေးတာကြောင့်ငလင်လှုပ်ချိန်မှာအုံနောက်ကရုတ်တရက်လှုပ်ရှားမှုတွေကိုမြန်မြန်မကင်တွယ်နိုင်ဘဲမူးဝေခြင်းဖြစ်စေနိုင်ပါတယ်နံပါတ်2စိုးရိမ်ပူပန်မှုနဲ့တုံ့ပြန်မှု anxiety response ငလင်လှုပ်ခြင်းဟာကြောက်စိတ်နဲ့စိတ်ဖိစီးမှုတို့ကိုဖြစ်စေပြီးရုတ်တရက် adrenaline ဟော်မုန်းများထွက်လာကနှလုံးခုန်မြန်ခြင်းသွေးပေါင်တက်ခြင်းခေါင်းမူးခြင်းတို့ဖြစ်နိုင်ပါတယ်နံပါတ်3အာယုံခံစနစ်ရှုပ်ထွေးမှု sensory conflict ငလင်လှုပ်နေစဉ်မှာမျက်လုံးကပတ်ဝန်းကျင်ကိုမြင်ရပေမဲ့ခန္ဓာကိုယ်အာယုံခံကြောများကလှုပ်ရှားမှုကိုခံစားရပါတယ်ဒီလိုအာယုံခံမှုကွဲလွဲခြင်း sensory mismatch ကြောင့်အုံနောက်ကရှုပ်ထွေးပြီးမူးဝေခြင်းဖြစ်စေနိုင်ပါတယ်နံပါတ်4ရေဓာတ်ခမ်းခြောက်ခြင်း dehydration သို့မဟုတ်သွေးတိုးကျခြင်းငလင်လှုပ်စင်မှာစိတ်ဖိစီးမှုများခြင်းအသက်ရှူမြန်ခြင်းချွေးထွက်များခြင်းတို့ကြောင့်ရေဓာတ်ဆုံးရှုံးကသွေးပေါင်ကျပြီးမူးဝေနိုင်ပါတယ်နံပါတ်5အနားယူဖို့လိုအပ်ခြင်းငလင်ကြောင့်ခန္ဓာကိုယ်ကရုတ်တရက်တုန်ခါမှုတံကိုခံစားရပြီးအားရင်ကုန်ခန်းကနောက်ဆက်တွဲမူးဝေခြင်းဖြစ်နိုင်ပါတယ်ဘလို့တက်တာအောင်လုပ်မလဲငြိမ်ငြိမ်ထိုင်ပြီးနှလုံးခုန်နှုန်းပြန်မှန်အောင်စောင့်ပါရေတောက်ပါရေဓာတ်ပြည့်ဝအောင်လေဝင်လေထွက်ကောင်းတဲ့နေရာမှာအနားယူပါစိတ်ငြိမ်အောင်နက်နက်ရှိုင်းရှိုင်းအသက်ရှူလေ့ကျင့်ခန်း deep breathing လုပ်ပါအကယ်၍စက်တိုက်မူးဝေနေပါကဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်ငလင်ကြောင့်ဖြစ်တဲ့မူးဝေခြင်းဟာယာယီဖြစ်တတ်ပြီးအန္တရာယ်မရှိပေမဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာများရှိပါကသတိထားရပါမယ်ဒီအချက်တွေလိုက်လုပ်မယ်ဆိုရင်တော့ငလင်ကြောင့်ခေါင်းမူးဝေတာကိုသက်သာသွားမှာပါငလင်လှုပ်ရင်ဘလို့ကာကွယ်ရမယ်ဘလို့နေထိုင်ရမယ်ငလင်လှုပ်ပြီးဘာတေဆက်လုပ်ရမယ်ဆိုတာကိုလူကြီးမင်းတို့တဘာဝဘေးအန္တရာယ်ကနေကင်းဝေးစေဖို့နောက်ဗီဒီယိုမှာဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ channel လေးကို subscribe လုပ်ခဲ့ပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်